ကဲဘန်ကောက်က chocolate value ကိုသွားရင်နေတဲ့လူတွေဘယ်လိုသွားအောင်လဲမသိတဲ့လူတွေဒီ video လေးကိုအဆုံးထိကြည့်ရအောင်အရင်ဆုံး VR bus ဆိုတဲ့ application လေးကို download ဆွဲထားလိုက်အနည်းဆက်ဆုံး chocolate valley နဲ့နေရမှတ်တိုင်ဆိုလို့ opposite Tessin Valley ဆိုတဲ့နာမည်နဲ့အဲ့မှတ်တိုင်လေးရှိပါတယ် BTS တိုင်းရောက်တာတော့မရှိပါဘူးအဲ့တော့လက်ရှိရောက်နေတဲ့ Krisha ရောက်နေတဲ့နေရာကနေပြီးတော့အဲ့ဒီကိုသွားဖို့အတွက်ကို BTS Tessin bus က Tessin စီးရမှာပေါ့နော်အဲ့တော့ BTS က Praknon station မှာဆင်းရမှာပေါ့နော်စင်းပြီးလို့ရှိရင်အဲ့ Praknon station နဲ့နီးရဲ့ဘတ်စကားမတိုင်ပေါ့နော်အဲ့ဒီကနေပြီးတော့တဆင်းစီးရမှာပါครับผมพระขนอนพระโขนง32 บาท please จ่ายกันเนาะအခု BTS Praknon station ရဲ့ exit 3ကနေသွားရင်ဘတ်စကားမတိုင်ရောက်ပါတယ်10မိနစ်ပဲကြာပါမယ်ကိုဒီ BTS Praknon station exit 3ကနေအောက်ကိုဆင်းပါမယ်ဆင်းချင်းညာဘက်ကို꿰လိုက်တာနဲ့ဒီဘေးလမ်းကြားထဲကနေဖြတ်ပြီးတော့ဘတ်စကားမတိုင်ကိုသွားပါမယ်အဲ့တော့အခုဘတ်စကားမတိုင်ရောက်ပြီးဒီ Praknon ဘတ်စကားမတိုင်ပါတော့ဒီ Praknon ကနေပြီးတော့ opposite Tessin Valley ဆိုတဲ့ဒီ Chocolate Valley နဲ့နေရနေရာကိုထောက်ဖို့အတွက် VR bus ဆိုတဲ့ application ကိုဖွင့်ပြီးတော့ထောက်လိုက်မယ်ပို့လို့ရှိရင်ကိုပါနံပါတ်စီးရမှာဆိုတာပေါ်လာပါတော့အခု81ဆိုတဲ့ကားကိုစီးရမှာပေါ့နော်81 Aircon bus တွေကိုစီးပြီးတော့သွားမှာပါဒီမှာပေါ့နော်ဒီလိုနံပါတ်လေးရေးထား81ဆိုပြီးတော့ဒီနံပါတ်လေးတိုင်းစီးသွားရမှာပါအခုတော့ဘတ်စကားပေါ်ရောက်ပါပြီဘတ်စကားက20ပဲပေးရပါတယ်အခုကားပေါ်တော့ရောက်ပြီဒါပေမဲ့ကိုစင်းမတ်တိုင်ကိုကမသိဘူးဆိုလို့ရှိရင်ကိုကမတ်ကနေထောက်ထားပေါ့နော်ဘယ်နာရောက်ရင်ဆင်းရမလဲဆိုတော့ကိုကမတ်ကနေလည်းကြည့်လို့ရတယ် VR bus ကနေလည်းကြည့်လို့ရဒါမှမဟုတ်လို့ရှိရင်ခုနကအနီယူကိုပေါ့နော်ကျမဆင်းရမတိုင်အောင်ကျမကိုကြိုးပြောပေးပါဆိုပြီးပြောလို့လည်းရတယ် Google Translate လေးနဲ့ပြောထားလိုက်လို့လည်းရတယ်ပေါ့နော်ခရရှာသွားတဲ့အချိန်ကညနေပိုင်းဆိုတော့ရုံးစင်ချိန်နဲ့တိုက်သွားတော့ကားကလည်းကြက်တယ်ပြီးတော့ကားတွေကလည်းလမ်းတွေပိတ်တော့အရင်ကြာတယ်ပေါ့တနားရီကျော်လောက်စီးလိုက်ရတယ်။ကဲအခုတော့ရောက်ပါပြီ။အဲ့တော့ဒီအခုခရရှာရောက်တဲ့မှတ်တိုင်ကနေပဲ Chocolate Valley ကိုသွားဖို့ Google Map ထောက်ပါမယ်။အဲ့တော့ Chocolate Valley ကိုခရရှာခုရောက်နေတဲ့ opposite Tessin Village ကနေပြီးတော့ Google Map ထောက်လိုက်မယ်ဆိုရင်လမ်းလျှောက်မေးသွားမယ်ဆိုရင်တော့28မိနစ်လောက်ကြာမယ်ပေါ့နော်။ Boss Cycle နဲ့သွားမယ်ဆိုရင်တော့10မိနစ်လောက်ကြာမယ်ပေါ့နော်။ကဲအခု Chocolate Valley ကိုရောက်ပါပြီ။ခုဒီမှာ chocolate visa ကိုရောက်ပါပြီ Hello How many person? one person 150 baht. chocolate visa ဒီမှာကျကပီပါရရခု chocolate villa ရဲ့ဟိုရောက်ပါပြီဒီပါရုပ်တွေအများကြီးပဲလေးပြောရကိုလာကလေးဆိုတော့ပြောရကလေးလို့မဲဒါရစောနဲ့မကြည့်ကပီပါရရောကပီပါလေးကြည့်ပြရတယ်မာရဲ့လေအကောင်လေးအများကြီးရောကြည့်ပြရတယ်ဒီကောင်လေးရာရှင်းနဲ့တူတယ်ပေါ့နော် Fairy Dog လို့ခေါ်တယ်အဲ့ကောင်လေးရမ်းချစ်ဖို့ကောင်းတယ်ကြည်ုံချွဲတာလည်းရမ်းပဲ
အိတ်နေပြီရဲ့ဘဲလေးအတူတောင်ကျမရဲ့ဘဲလေးကျမရဲ့ဘဲလေးတစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်6ကောင်7ကောင်ဘဲမှာရငန်းရ